Namaste ဒီတစ်ခေါက်မှာတော့အပနာဟတ်ဆန်ကနေပြီးတော့စမိုင်ချက်ပြမှာဖြစ်ပါတယ်စမိုင်မုတ်ဖက်ကိုတော့ရန်ကုန်ကနေမှာရပါတယ်အိန္ဒိယန်စားတောက်ဆိုင်ဘက်မှာမစိုးဝယ်လို့ရပါတယ်ကရဝေးရွက်နဲ့ဖာလာစေးပါမယ်တစ်ချပုတ်ကောက်ကြရင်လည်းထည့်ပါဒီဟိုစေးလည်းကြိုက်တဲ့လောက်ထည့်လို့ရတယ်စပြစ်တီ6အဲ့ဒါလည်းကိုမြများကြိုင်များထည့်လို့ရပါတယ်အရေးကြီးတာကတော့ဂီထောဘတ်ပါဂီထောဘတ်ထည့်တယ်မာဂျရင်းထောဘတ်လည်းထည့်တယ်နွားနို့စိမ့်နို့စီအုံနို့အဲ့ဒါဆိုရင်စချက်လို့ရပါပြီဂီထောဘတ်ကြီးပဲထည့်လဲရပါတယ်ကျွန်တော်ကတော့ဂီထောဘတ်နည်းနည်းတဲ့အတွက်ကြောင့်မလို့မာဂျရင်းနဲ့ရောလိုက်တာပါဂီထောဘတ်ပါမှပဲမှုေးပါတယ်ပြီးရင်တော့ဒီဟိုစီလေးကိုမှုေးသွားအောင်လှော်ပေးရပါမယ်အယောင်လေးနည်းနည်းလေးရင့်လာပြီဆိုတော့မှအမွေးနှံတာနှစ်ခုเนาะမွေးနှံတာကတော့အိန္ဒိယနေရာများများထည့်တယ်ကျွန်တော်ကတော့အဲ့ဒီအနံ့တိတ်မကြိုက်လို့နည်းနည်းပဲထည့်ပါတယ်ပြီးတော့မှအတူတူလေးတွေဖြစ်အောင်ညှက်ထားတဲ့စမိုင်မုတ်ဖက်ပေါ့နော်အဲ့ဒါလေးကိုလှော်ပေးရပါတယ်မလှော်ဘဲနဲ့တန်းချက်လဲရပါတယ်လှော်လို့ရှိရင်ပို့ပြီးတော့မှုေးတယ်လို့ကျွန်တော်ဗီဒီယိုတွေမှာကြည့်တဲ့အတွက်မှုေးအောင်လို့ VAA လေးနဲ့လှော်ပေးပါတယ်ပြီးရင်တော့ရင်လေးပွက်စုထဲမှာနွားနို့စီနို့စိမ့်အဲ့ဒါတွေကိုထည့်ပြီးတော့စူတဲ့အထိတည်ပေးရပါမယ်နွားနို့တည်တဲ့အတွက်ကြောင့်မလို့တောက်လျှောက်မှုေးပေးရပါမယ်နို့စီလည်းပါတဲ့အတွက်ကြောင့်မလို့ဒဲဝိုးဖင်မကတ်သွားအောင်တောက်လျှောက်မှုေးပေးရမယ်ပြီးရင်စားနဲ့ငယ်ထည့်ရပါတယ်နို့စီကတော့အချိုလိုတလောက်ထည့်ပါအချိုကြရင်တကြားထည့်ပါအချိုမကြရင်လည်းအစိမ့်မဲကြရင်တကြားမထည့်လို့လည်းရပါတယ်နောက်ဆုံးမှာတော့အုံနို့ထည့်ပါတယ်အုံနို့မထည့်လည်းရပါတယ်အုံနို့ထည့်ရင်ပိုမှုေးပြီးတော့ပိုစိမ့်ပါတယ်နောက်ဆုံးကြတော့မှပဲအခုနာကလှော်ထားတဲ့အစာတွေအကုန်လုံးကိုထည့်လိုက်ပါတယ်ဒီမုတ်ဖက်လေးနူးဖို့အတွက်ကတော့10မိနစ်15မိနစ်လောက်ဖြည်းဖြည်းလေးတည်ပေးရပါတယ်တည်ပြီးသွားပြီးတော့မှလုံးဝကြီးပျော့ပြဲတဲ့အထိမလုပ်ရဘူးပျော့ပြဲသွားလို့ရှိရင်အဲ့အပူနဲ့ဆိုရင်ကြာလာလို့ရှိရင်ပျော့ပြဲသွားတတ်တယ်ပေါ့နော်မပျော့တပျော့လေးစားလို့ရတော့မယ့်အချိန်ချတော့မယ့်အချိန်မှာခုနကစပစ်တီ6ကိုထည့်လိုက်ပြီးဆိုရင်တော့ချိုမွေးဤစိတ်နဲ့စမိုင်လေးစားလို့ရပါပြီစားကြပါဦးကျေးဇူးတင်ပါတယ်အာဗီတာ